တယ်ဒါပေမဲ့နိုင်ငံရေးပဲဘလောက်ပဲကျွန်တော်တို့ကဒုံကြည်မှုရှိအောင်လုပ်ပေးသေးကျွန်တော်ဒူရီရဲ့ concept ပေါ့ပြည်သူလူထုရဲ့ concept ပဲတူတယ်ကိုရီးယားဆို concept တွေသူတို့အတွေးခေါ်တွေကျွန်တော်တို့ကလိုက်ပါနေအောင်ကျွန်တော်ဆောင်ရွက်ပေးရအောင်အဲဒါပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေအများကြီးရှိတယ်ဒါကတော့တစ်နှစ်နဲ့မရောက်၄-၅နှစ်နဲ့မရောက်10နှစ်လောက်15နှစ်လောက်ကျွန်တော်ကြိုးစားအဲဒါပေမဲ့အရေးကြီးတော့သူတိုင်းပြည်မှာကောင်းစေခြင်းနဲ့စိတ်ရှိတယ်ဆိုတော့နိုင်ငံသားတွေရဲ့စိတ်ဓာတ်ပဲတိုင်းပြည်ကိုကောင်းအောင်လုပ်မယ်ဆိုတော့နိုင်ငံသားတိုင်းအဲ့ဒါပြည်သူလူထုအားလုံးပါတယ်ခင်ဗျဟိုတကွက်ဒီကွက်ဟိုလှူချန်ရဲ့လွတ်ချန်ရဲ့လို့များသူတို့အကုန်လုံးပါမှာတခုခုပြဿနာသူတို့ခံစားချက်ရှိနေလို့ရှိရင်သူတို့ကဒီပြဿနာရှာနေမှာပါပြဿနာရှာလို့အခုနိုင်ငံရေးမတည်မငြိမ်မှုတွေဖြစ်တာပြဿနာမရှာအောင်ကျွန်တော်ပြဿနာမရှာအောင်လုပ်ဖို့ဆိုတာလေဥပဒေနဲ့စည်းကမ်းနဲ့အညီပဲတောက်လို့ရတယ်ဒီလိုကတော့အမျိုးစုံရှာသန်းလာရှိမယ်မတူနိုင်အဲ့တော့ကျွန်တော်တို့ကစီမီစီကံဥပဒေနဲ့ပဲသူကသွားရတာပေါ့ဒါပေမဲ့ဒါပြောလို့ rigid ပေါ့ဟာဥပဒေနဲ့လုံးမတောင်းတင်းကြီးလုပ်ပုံပေါ့ relax ရှိရပါမယ်ဒါကိုကျွန်တော်တို့ကပြည်သူတွေစိတ်ချမ်းသာအောင်လုပ်ပေးရမှာစိတ်ချမ်းသာလုပ်ပေးဒါပြောမှဒါအဖြစ်ပဲပြည်သူစိတ်ချမ်းသာအောင်လုပ်ပေးရမှာ